အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အရန်ကို trend ဖြစ်နေတဲ့ကြက်ဥပေါင်းလေးလောက်ပြမှာဖြစ်ပါတယ်ရှင်အမကြီးတစ်ခုကိုကျူးလွန်မိသွားတော့ပြန်လဲပြင်ဆင်နေရပါတယ်ကြက်ဥပေါင်းတွေကိုထည့်ဖို့ပဇွန်လေးကိုထောင်းပါမယ်ရှင်ကြက်ဥလေးတွေကိုဆက်ပြာနဲ့ဆင်းနေအောင်ဆေးကြောပါမယ်ရှင်ကြက်ဥလေးကိုထိတ်ကလေးနဲ့ဖောက်မှာဖြစ်တဲ့အတွက်ကက်ကြီးလေးနဲ့ပဲခောက်ပြီးဖောက်ပါမယ်ရှင်ပြီးရင်တော့ကြက်ဥအနှစ်တွေကိုဖောက်ပါမယ်ထောင်းထားတဲ့ပဇွန်လေးတွေကိုထည့်မိသွားပါတယ်ရှင်ကျမလိုလိုက်မထည့်ကြပါနဲ့အရသာအတွက်ငံပြားကြီးလေးတင့်တော်အောင်ထည့်ပြီးတော့ငရုတ်ကောင်းလေးအနှဲငယ်ထည့်ပါမယ်ရှင်ပဇွန်ထည့်လိုက်ပြီလို့စုပ်တန်နဲ့စုပ်မရဖြစ်ခဲ့ရပါတယ်ရှင်အမကြီးတစ်ခုကိုကျူးလွန်မိသွားလို့ပြန်လည်ပြင်ဆင်နေရပါတယ်ရှင်အခုမှပဲဆေးထိုးအလေးနဲ့ထည့်လို့ရပါတော့တယ်ပဇွန်လေးတွေကိုတော့ဇွန်းအမီလေးနဲ့ထည့်ပါမယ်ရှင်ကြက်ဥပေါင်းတဲ့အခါမှာလည်းအဖုံးလေးကိုလက်လက်ကြည့်ပေးပါအောင်နော်စတင်ပေါင်းပါတော့မယ်ရှင်ဒါလေးကတော့နောက်ဆုံးရလက်လေးဖြစ်ပါတယ်ရှင်ကျမရဲ့အုံငယ်လေးကတော့အရန်ကြိုက်တော့ပါရှင်ဒီစားတယ်နဲ့တစ်ခုကြီးလိုက်ဘယ်တစ်ခုကိုစားလိုက်ကြိုက်လား Yummy. Oh yummy oh အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်